ဒေးစစ်မှာရှင်းပြပေးခြင်းတာလေးကတော့နေဘနာရနိုင်ထဲဝနာရနိုင်ထဲဤရာတဲ့နိုင်နဲ့တဲ့ဘောက်ကရီဝဤရာတဲ့နိုင်ဆိုပြီးတော့၄မျိုးဖြစ်ပါမယ်ပထမနေဘနာတဲ့နိုင်ရကြတော့နာနီနာနီ絶対にしなければならないဆိုတဲ့အတိပင်နဲ့လုံးဝမလုံးလို့မဖြစ်ဘူးဆိုတာကိုသူကခတိုင်ဟောဂန်နဲ့ပေါ့နော်သူကခတိုင်ဟောဂန်နဲ့နည်းနည်းလေး format ကြတဲ့နေရာမှာအသုံးပြုတယ်သူကကြတော့ဘယ်မှာအသုံးများလဲဆိုတော့ verb 9 form ပေါ့နော် verb 9 form ကိုသူကနေပါနာရာနိုင်ဆိုပြီးတော့ပေါင်းပေးရပါတယ်အတိပယ်ကလုံးဝမလုံးလို့မဖြစ်တဲ့အရာတွေကိုသုံးတာဥပမာစာကြောင်းလေးမှာကြည့်မယ်ဆိုလို့ရှိရင်この問題は解決せねばならないဒီဟာကဒီပြဿနာပေါ့နော်မဒါနိုင်ငံရေးပြဿနာတို့အဲ့လိုမျိုးကြီးမားတဲ့ပြဿနာတွေပေါ့အဓိကအဖြစ်အဲ့လိုမျိုးစီးပွားရေးပြဿနာဆိုတဲ့နည်းနည်း format ကြတဲ့နေရာတွေမှာဒီပြဿနာကိုမရှင်းလို့ရှင်းတော့မရပါဘူးဆိုတဲ့ဟာမျိုးတွေမှာသုံးမယ်ဆိုရင်この問題は解決せねばならないဒါကကျတော့するဆိုတဲ့ form ကကျတော့သူကနည်းနည်းလေးထူးခြားတဲ့ exception နဲ့ပြတဲ့အတွက်ကြောင့်မို့သူကကျတော့するတကူကしないပေါ့နော်するရဲ့9 form ကကျတော့しないရှင်နိုင်ကကြတော့စေနေပါဆိုပြီးတော့သူကတော့နည်းနည်းလေးထူးခြားတဲ့စလုံးလေးကိုသုံးရတယ်เนาะစေနေပါခိုင်ကစ်စေနေပါစုရရဲ့9 form လေးဖြစ်မယ်ရိုးရိုး verb တွေကတော့9 form က9ကိုဖြုတ်နေပါနာရနိုင်ပေါင်းပေးအောင်မယ်เนาะကဲပြီးရင်နောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုကလည်းထဲဝနာရနိုင်သူကလည်းပါလဲဆိုတော့絶対にしてはいけないသူကကြတော့ပါလဲဆိုတော့လုံးရင်မဖြစ်လုံးဝမလုံးရတာပေါ့နော်လုံးဝမလုံးရတဲ့အရာအပေါ်ကကျတော့မလုံးလို့မဖြစ်တာအောက်ကကျတော့လုံးဝဒါမလိုက်နိုင်မရဘူးမလုံးရင်မရဘူးဆိုတဲ့sorry လုံးဝမလုံးရဘူးဆိုတဲ့အဓိပ္ပာယ်ထဲဝနာတာတိုင်းဆိုလုံးဝမလုံးရတဲ့ဟာဥပဒေတို့စီမင်းစည်းကမ်းတို့ဆိုတဲ့တေကိစုခွေတို့တွေမှာအသုံးပြုတာဖြစ်မယ်သူရဲ့ဥပမာစာကြောင်းလေးကိုကြည့်မယ်ဆိုရင်ここでタバコを吸ってはならないဆိုတော့သူကဒီနေရာမှာစလိတ်ကိုလုံးဝတောက်လို့မရပါဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာပါเนาะသူရဲ့ verb တွေကကြတော့ဘယ်လိုလာမလဲဆိုတော့ရိုးရိုး verb တွေမှာသူကဒီတိုင်းလေးပဲထဲဝနာရာနိုင်ဆိုပြီးတော့ပေါင်းပေးရုံပဲဥပမာဝါစုဒေဒုဆိုရင်ဝါစုဒေဒုဆိုတဲ့ဝါစုဒေဒုမှာသူကဝါစုဒေတေဝနာရနိုင်ဆိုပြီးတော့ဖြစ်မယ်နော်။ဘာဆိုရဲတေဝနာရနိုင်စုရကြတော့ဒီဟာကြတော့တေဝရှိနိုင်ပေါ့နော်ဒါရှိနိုင်ကနေပြီးတော့စုရကရှိနိုင်ရနေပြီးတော့ရှိတေဝနိုင်ကိုဖြုတ်ရှိတေဝနာရနိုင်ဖြစ်မယ်နော်။ဒီစုရကကြတော့နည်းနည်းလေး exception နဲ့ဖြစ်မယ်။ကျန်တဲ့ verb တွေကြတော့ဝါဆိုရဲတို့မမိုးတို့ဝါဆိုရဲတို့ဆူတို့ပေါ့နော်ဆူဆိုတာဒီစတေဝနာရနိုင်ဆိုပြီးဖြစ်မယ်ဆူရူဖောင်တစ်ခုပဲနည်းနည်းလေးထူးခြားတာကရှိတေဝနာရနိုင်ဆိုပြီးတော့ဖြစ်မယ်နော်ဆူရူကတော့သူက exception နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အလွတ်လေးချက်ထားပေးကြပါ။နောက်တစ်ခုစကြည့်မယ်နောက်တစ်ခုကပါလဲဆိုတော့တေဤရာတဲ့နိုင်တေဤရာနဲ့နိုင်ဆိုတော့တေဤရာတဲ့သူဆိုတော့ဟိုတနေ့ကလည်းပြောခဲ့တယ်။ဤရာတဲ့သူဆိုတော့နေနိုင်တာဤရာတဲ့သူကနေနိုင်တာတေဤရာတဲ့နိုင်ဆိုတော့မနေနိုင်တာကိုပြောတာနော်။သူကမနေနိုင်တာကိုပြောတာသူကပါလဲဆိုတော့ရှိ続けることができないဒါကြီးကိုဆက်ပြီးတော့ဒီဟာတစ်ခုခုကိုပေါ့နော်ဆက်ပြီးတော့လုံးလို့မရတာတို့မဖြစ်တာတို့ပေါ့နော်မလုံးရတဲ့ဟာမျိုးပေါ့လုံးနေလို့မဖြစ်ဘူးတို့အိတ်နေလို့မဖြစ်ဘူးဆိုတဲ့ဟာမျိုးတွေမှာသုံးတယ်သူရဲ့အဓိပ္ပာယ်ကလေးနဲ့စာကြောင်းလေးကြည့်မယ်忙しすぎてのんびりしていられない忙しいဆိုတော့ပင်ပန်းလုံးအားကြီးလို့
sorry အလုပ်များလုံးအကြီးလုံးလို့ non BD ဆိုတော့ဖြည်းဖြည်းချင်းလောက်တာဖြည်းဖြည်းချင်းလုံနေလို့မရဘူးလို့ပြောတာနော်သူရဲ့ verb form နေသူကလည်းဘယ်မှာသုံးများလဲဆိုတော့ verb တွေမှာပဲသုံးမယ်သူရဲ့ verb ကရိုး verb တွေမှာတဲဝါအီတာတဲ့နိုင်ဆိုပြီးတော့ verb ရဲ့တဲ form ပြောင်းပြီးတော့အီတာတဲ့နိုင်ဆိုပြီးတော့ပြောင်းပေးရမယ် verb တဲ form အီတာနဲ့နိုင်ဆိုရင်တတော်ရပါဘယ်လိုလဲဆိုရင် mats ပေါ့နော် mats ဆိုတဲ့ sound ဒီဆိုတဲ့ verb မှာသူက matte ဖြစ်မယ်နော် matte ဆိုပြီးတော့ပြောင်းမယ် matte ဝအီတာတဲ့နိုင်ဆိုပြီးတော့သူရဲ့ verb တဲ form ကနေပြီးတော့ဝအီတာတဲ့နိုင်ကဲနောက်တစ်ခုနံပါတ်4ဆက်ကြည့်မယ်နံပါတ်4ကပါလဲဆိုတော့တေဘာကာဒီဝအီရာတဲ့နိုင်တေဘာကာဒီဝအီရာတဲ့နိုင်သူရဲ့အတိတ်ပဲပါလဲဆိုတော့ဒီလိုမျိုးဆက်ပြီးတော့いつも何々しているわけにはいかないသူကကြတော့အပေါ်ဟာနဲ့ဘာခွာလဲဆိုတော့သူကကြတော့ဒီဟာတွေကြတော့ဆက်လုပ်တာဒီယောက်ကဟာကြအမြဲတမ်းဒီလိုမျိုးကြီးပဲလုပ်နေလို့တော့မရဘူးဆိုပြီးတော့တုံးတဲ့နေရာမှာအသုံးချပါတယ်ဒီကကြတခုခုလုပ်နေပြီးသားပေါ့ဒီတေဘက်ကာဒီကကြတော့ဘက်ကာဒီဆိုတော့သူကဒီဟာကိုဟိုမှာလုပ်နေတာအရင်ကနည်းနည်းစီလုပ်နေတဲ့ဟာဟိုတော့ဆက်လုပ်လို့မဖြစ်တော့ဘူးဆိုတဲ့ဟာအတိတ်ပဲကိုပြောင်းတာစာကြောင်းလေးကြည့်မယ်နော်စာကြောင်းလေးကြည့်ပို့ပြီးနားလဲတေဘက်ကာဒီကြတော့ဥပမာအဖြစ်အာဆွန်ဒေဘက်ကာဒီကအီရာတဲ့နဲ့ဆိုတော့ဘယ်ပြောရှိရောဆိုတော့အာဆွန်ဒေဘက်ကာဒီဆိုတော့တကယ်ချင်းနဲ့ရှောက်သွားရှောက်လဲရှောက်စားနေတာပေါ့နော်အရင်တော့ကတော့အဲ့လုံးလို့မရတော့ဘူးဆိုတော့ဘယ်ပြောရှိရောစာချက်ရတော့မယ်ဆိုပြီးတော့ပြောတာဒါအရင်တုန်းကလုံနေတာလုံနေပြီးသားဟာကိုဆက်လုံနေလို့မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်နော်အဆွန်တဲ့ဘက်ကာဒီဆိုတော့ဆော့ကြီးပဲဆော့နေလို့မရဘူးလဲကြီးပဲလဲနေလို့လည်းမရဘူးဆိုတဲ့အဓိပ္ပာယ်ဘက်ကာဒီဆိုတာကကြီးပဲပေါ့နော်သူကတခုခုကြီးပဲဒီ verb ကြီးပဲလုံနေလို့မရဘူးစာချက်ရအောင်ဒီအပေါ်ကရှိ続けることができないကြတော့သူကကြတော့ဒီလိုမျိုးတခုခုကြည်ပြေးလေးလုံးနေလို့မရဘူးနှင်းနှင်းလေးလုံးနေလို့မရဘူးမို့ကြည့်လို့လည်းမရတော့ဘူးဆိုတော့ဒါတော့နည်းနည်းတစ်ခါလေးပဲလုံးလိုက်ရတဲ့အလုပ်ပဲပြောရမှာပေါ့နော်အောက်ကဟာကြတော့အရင်တည်းကကိုယ်လုံးနေလုံးထားရှိတဲ့ဟာကိုဆက်လုံးလို့မဖြစ်တော့ဘူးဆိုတဲ့ဟာမျိုးမှတုံးတာနော်ဥပမာလေးကြည့်ပြီးပို့ပြီးတော့နားလဲလွယ်မယ်ထင်ပါတယ်ကဲဥပမာလေးဒီစီသွားမယ်ကဲနံပါတ်7ပါရေးထားလဲဆိုတော့ခါရဲတာနေပါနာရာနိုင်ဆိုတော့သူကခါရဲဒူဆိုတဲ့ပြန်ဒီနေပါနာရာနိုင်ဆိုတော့မပြန်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်လောက်ကိုလောက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူလည်းခါသားကြီးဟောခဲ့မယ်ဥပမာလေးကိုကြည့်မယ်ဘီဇာကခီရဲတန်တော့တဲ့ခုနီနီခါရဲရာနေပါနာရာနိုင်ဗီဇာဆိုတော့ဗီဇာကခီရဲတာဆိုတော့ပြတ်သွားပြီမရှိတော့ဘူးဗီဇာရှိတော့တဲ့အတွက်ကြောင့်မလို့ခုနီနီကိုတိုင်းပြည်ကိုခါရဲရာနေပါနာရာနိုင်ငါဗီဇာကုန်သွားတဲ့အတွက်ကြောင့်မလို့ငါတိုင်းပြည်ကိုပြန်မရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်လောက်ကိုလောက်ရမယ်ဆိုတဲ့ဟာမျိုးမှာတုံးတယ်မလောက်မဖြစ်တော့ရမယ်လို့နောက်တစ်ခုနံပါတ်2ကိုကြည့်မယ်နံပါတ်2ဥပမာလေးကဆိုတဲ့က真実であることを確かめねばならないそれがဆိုတော့အဲ့ဒါက真実ဆိုတော့အမှန်လားမှန်ဟုတ်လားဒီမှန်လားပေါ့နော်အမှန်တရားလားဆိုတာကိုတဲ့အာရုことဆိုအမှန်တရားဖြစ်တယ်ဟုတ်တယ်ဆိုတာကို確かめるဆိုတော့ဒါကဟိုပါပေါ့နော်စံတတာပေါ့နော်確かめるဆိုတော့စစ်ဆေးတာစံတတာလို့ပြောမယ်確かめねばならないဆို確かめるဆိုတော့確かめねばならない確かめないといけないဆိုတဲ့အဓိပ္ပာယ်เนาะသူက確かめなければならないဆိုတော့ဒီဟာကအမှန်လားမှားလားဆိုတာအမှန်တရားဖြစ်တယ်ဆိုတာကို
မစစ်ဆေးရင်မရဘူးဆိုတဲ့အဓိပ္ပာယ်နော်မလုပ်ရင်ဖြစ်တာလုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာသုံးတယ်ခါတာရီဟောကဲမှာသုံးတယ်နော်သူကမလုံးမနေရလုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်သူရဲ့ verb တွေကကြတော့9 found ရဲ့9ကိုဖြုတ်ပြီးတော့နေပါပေါင်ပေးအောင်မယ်နော်နေပါနာလာနိုင်ဆိုရင်မလုံးမနေရမဖြစ်မနေလိုက်နာမယ့်အရာတွေမှာသုံးမယ်ကဲနံပါတ်2ကနိဗ္ဗာန်ကပါလဲဆိုတော့ဝါစုဒေတေဝနာရာနိုင်တေဝနာရာနိုင်ဆိုတော့သူကမေ့တာဝါစုဒေတေဆိုတာမေ့တာတေဝနာရာဆိုမေ့လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဒီနဲ့သုံးတာပါနော်သူကဘာသုံးခဲ့လဲဆိုတော့絶対してはいけないသူရဲ့အဓိပ္ပာယ်က絶対してはいけないဆိုတော့ဝါစုဒေတေဝနာရာနိုင်ဆိုတော့မေ့လို့မရဘူးဆိုတဲ့အဓိပ္ပာယ်တစ်ခုခုဒီ verb ကိုလုံးလို့မရဘူးသူရဲ့အဓိပ္ပာယ်ကလုံးဒီတစ်ခုခုပေါ့နော်မေ့လို့မရမေ့သွားလို့မရတာတော့ဥပမာလုံးလို့မရတာတော့ဆိုတဲ့ဟာမျိုးမှာတောင်းမယ်ကဲဥပမာကိုကြည့်မယ်この悲惨な体験を決して忘れてはならないこの悲惨なဆိုတာကဒီကအရန်ကိုဘယ်လိုပြောမလဲ悲惨ဆိုတာအရန်ဝမ်းနေဖို့ကောင်းတာရိုးရိုးဇန်နင်းဆိုတာထက်ကတော့ပို့ပြီးတော့အရန်ဝမ်းနေဖို့ကောင်းတယ်ဥပမာ accident ဖြစ်တာတော့ဗာအဲ့မျိုးနဲ့နည်းနည်းကြီးကျယ်ခမ်းနားရပေါ့နော်ဝမ်းနေမှုလိုမျိုးပေါ့ပြောရမှာပေါ့နော်ဟီဆာနာတိုင်ကန်ဆိုတော့ဒီ experience ဒီအတွေ့အကြုံကို cache ဆိုတော့လုံးဝဝါဆူရေတေဝနာရာနိုင်ဆိုတော့ဝါဆူဒေဒူဆိုတော့ဝါဆူရေတေဝနာရာနိုင်မေးလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဥမာဂျပန်နေသူတို့ဆိုအမြဲတမ်းပြောရပါလဲဆိုတော့ဒီနျူကလ িয়ার ဘုံပေါက်တဲ့နေတို့ပါအဲ့လိုမျိုးဆိုလို့ရှိရင်ဝါဆူရေတေဝနာရာနိုင်ဆိုပြီးမေးပြလိုက်လို့မရဘူးဆိုတဲ့ဟာမျိုးမှာသုံးတယ်သူလည်းခတိုင်ဟောပဲမယ်နော်နောက်တစ်ခုနံပါတ်2ရဲ့ဥပမာနံပါတ်2လေးဆက်ကြည့်မယ်失敗を人のせいにしてはなりません失敗ဆိုတာဒါကဟိုပေါ့နော်ဆုံး fail ဖြစ်တာပေါ့နော်ဆုံးရှုံးတာကိုယ့်ရဲ့အမှားကိုပေါ့နော်人のせいဆိုတော့သူများကိုပြစ်တင်တာ人のせいဆိုတော့သူများကိုပြစ်တင်တာနီနာのせいဆိုတော့သူအဲ့တခုခုပြစ်တင်လိုက်တယ် blame လုပ်တာပေါ့နော်အပြစ်တင်တာသူကせいにしてはなりませんဆိုတော့လုံးလို့မရဘူးဆိုしてはいけませんဆိုတဲ့ဒီပဲเนาะသူကဒီမှာလည်းရေးပေးရတယ်禁止を表すဆိုတော့သူကတားမြစ်ထားတဲ့အရာတွေလုံးဝတားမြစ်ထားတဲ့အရာတွေမှာသုံးတာဆိုတော့ကိုမှားရင်ကိုရှုံးရင်သူများလူတခြားသူရဲ့အပြစ်ကြောင့်လို့လုံးလို့မရပါဘူးဆိုတဲ့အဓိပ္ပာယ်လေးနဲ့သုံးမယ်เนาะကဲနံပါတ်3လေးကိုဆက်ကြည့်မယ်3番ကကြတော့待っていられない待つဆိုတော့စောင့်သည်いられるဆိုတော့နေနိုင်သည်いられないဆိုတော့မနေနိုင်တာဆိုတော့စောင့်ပြီးတော့မနေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူရဲ့စာကြောင်းလေးတွေကိုကြည့်မယ်ဗာလဲဆိုတော့田中君遅いな田中君နောက်ကျလိုက်တာもう待ってられないから先に行こうもう待ってられないから先に行こうဆိုတော့もうတော်ပြီ待ってられないဆိုတော့မဆောင်နိုင်တော့ဘူးခါရာဆိုတော့待ってられないからဆိုမဆောင်နိုင်တဲ့အတွက်ကြောင့်မလို့先にဆိုတော့ရှေ့ကကြိုပြီးတော့ equal ဆိုတော့တွားရအောင်ဆိုတဲ့အဓိပ္ပာယ်เนาะသူရဲ့ verb လေးကကြတော့ te found လေးကို ira တဲ့နိုင်ဆိုပြီးတော့ပေါင်းပေးရမယ် verb te found ira တဲ့နိုင်ဟုတ်ပြီနော်ကဲနံပါတ်2 example လေးကိုထပ်ကြည့်မယ်忙しくてလို့ရရှုံးလုံးအားကြည့်လို့テレビなんか TV တောင်မှ見てられんないဆိုတော့見てられないဆိုတော့見てらんないဆိုပြီးတော့နည်းအမြန်လေးပြောတဲ့အချိန်မှာစကားပြောတဲ့အချိန်မှာသုံးတယ်見てられないအနေလာတာเนาะသူက見るဆိုတဲ့ကြည့်သည်ဆိုတာကနေပြီးတော့ verb form ဆိုတော့見てられないဆိုတာကနေပြီးတော့စကားပြောတော့見てられないဆိုပြီးတော့ပြောင်းမယ်見てらんないဆိုပြီးတော့အတန်လေးထွက်မယ်เนาะသူကစကားပြောတဲ့နေရာမှာသုံးတာအလုပ်တွေရှုံးလုံးအားကြည့်လို့ TV ကိုဆက်ကြည့်နေလို့မရဘူး TV ပဲကြည့်နေလို့တော့မရဘူးဆိုတဲ့အဓိပ္ပာယ်เนาะကဲနောက်ဆုံးလေးကိုကြည့်မယ်သူကဘာလဲဆိုတော့遊んでばっかりはいられない遊んでဆိုတော့လေတာရှောက်ပတ်သွားတာပေါ့နော်ばっかりဆိုကြီးပဲလဲနေလို့ကြီးပဲ
irare nai ဆိုတော့မနေနိုင်ဘူးလည်နေလို့ကြီးပဲမရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီ verb ချီပဲမရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကဲဥပမာလေးကြည့်မယ်連休だけれど連休ဆိုတော့ဒီပိတ်ရက်ရှည်ပေါ့နော်だけれどဆိုတော့ပိတ်ရက်ရှည်ဆိုပေမဲ့もうすぐတိတ်မကြခင်မှာပဲ試験がဆိုတော့ဆောင်းမွဲあるからဆောင်းမွဲရှိတဲ့ကြောင့်မလို့遊んでばっかりはいられないပိတ်ရက်ရှည်ဆိုပေမဲ့တိတ်မကြခင်မှာဆောင်းမွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်းမွဲရှိတဲ့အတွက်ကြောင့်မလို့ရှောက်သွားနေလို့ကြီးပဲမရတော့ဘူးဆိုတဲ့အဓိပ္ပာယ်လေးနဲ့သုံးတယ်သူကကြတော့ဗာလဲဆိုတော့ verb သူလဲတဲ့ဘက်ကရီပဲเนาะ verb တဲ့ form မှာဘက်ကရီဝအီရာတဲ့နိုင်ကိုပေါင်းပေးရမယ်သူရဲ့နောက်ဆုံးဥပမာလေးကိုကြည့်မယ်မိုးယာနီတယောတဲ့ဘက်ကရီဝအီရာတဲ့နိုင်မိုးဆိုတော့မိုးတော်ပြီးအိုယာနီဆိုတော့မိဘကိုပဲထာယောတဲဆိုတော့အားကိုးတာဘက်ကာဒီဝအီရာနဲ့မိဘကိုပဲအားကိုးနေလို့မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်เนาะမိဘကြီးပဲအားကိုးနေလို့မရသူကကြတော့မိဘကြီးပဲမရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအစောကစားတာကြီးပဲလေတာကြီးပဲပေါ့သူကကြလေတာကြီးပဲလုံးလို့မရတာမိဘကြီးပဲအားကိုးလို့မရတာအဲ့လိုမျိုးတောင်းလေးတွေရှိပါမယ်เนาะ